ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Wells 4.1 UND ကနေပြီးတော့ပြန်လဲကြိုးဆိုပါရစေ Regin Channel သားတွေလည်းအားလုံးမင်္ဂလာပါဗျာဆိုတော့ကျွန်တော်နာမည်ကတော့ Wells ပါပုံမှန်ဆိုရင်တော့ကျွန်တော်ဗီဒီယိုဒီလိုမျိုးရိုက်လေးရိုက်ထားမရှိဘူးပေါ့နော်အခုတော့ကျွန်တော်ရရနေရာမှာရတယ်လို့လေးပဲရိုက်လိုက်တာဆိုတော့ဘာလို့လဲဆိုတော့မနေ့ရဲ့ညပေါ့နော်ကျွန်တော်စနေနေ့ည English Premier League ပွဲစဉ်တွေကစားကြတဲ့အချိန်မှာမထင်မှတ်ထားတဲ့ရလဒ်တွေထွက်လာခဲ့တာကြောင့်ပေါ့နော်အားအကြောင်းကိုကျွန်တော်ပုံစံတော့နောက်နေ့မှပြောမလို့ပဲဒါပေမဲ့အခုကလေးကပြောချင်နေပြီဗျာဆိုတော့ပြောလိုက်တော့မယ်ဆိုတော့အားလုံးပဲ sorry ပါဗီဒီယိုကတော့နည်းနည်းကောင်းမှာမဟုတ်ဘာလို့လဲဆိုတော့ညဘက်လည်းဖြစ်နေတယ်ပြီးတော့ lighting ကလည်းအခြေအနေကောင်းတဲ့အနေအထားမျိုးမှာရှိမနေဘူးပေါ့နော်ဆိုတော့ကျွန်တော်နေရာလေးကလည်းနည်းနည်းအခက်အခဲဖြစ်သွားဆိုတော့ lighting ကလည်းနည်းနည်းကောင်းတဲ့ဒီထားမျိုးမှာရှိနေတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့ခွင့်လုပ်ပေးကြပါပေါ့နော်ဆိုတော့ကျွန်တော်တို့ပြောသွားမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ Aston Villa ရေကျွန်တော်တို့ Chelsea ရေပြီးရင်ကျွန်တော် Brighton ရေပေါ့နော်ဒီ၃ပွဲကျွန်တော်တို့စနေနေ့ညမှာကန်သွားတဲ့အချိန်မှာကျွန်တော်တို့ Aston Villa ကနေပြီးတော့လည်းနောက်ကျချီပါကိုလည်းကျွန်တော်တို့ Leeds ကိုတည်ကြတယ် Brighton ကလည်း Brentford ကို2-0ဆွဲရလက်နဲ့နိုင်တယ် Brentford အိမ်ကွင်းမှာကျွန်တော်တို့ပြီးတော့ Chelsea ကဖန်လေးနဲ့1-1ဆွဲရလက်နဲ့တည်ကြခဲ့တယ်ပေါ့နော်အဲ့ထဲမှာပြောစရာအများဆုံးနဲ့ဖြစ်ပြသွားတဲ့အကြောင်းအရာအများဆုံးကတော့ကျွန်တော်တို့ Chelsea နဲ့ပွဲပေါ့နော် Chelsea နောက်ခံလို့ Wesley Fofana ထုတ်ခံခဲ့ရတယ်အဲဒီနောက်ပိုင်းမှာ Chelsea အနေနဲ့900ဖို့ထက်လက်ရှိနေတဲ့ကိုပဲကိုထက်မပေးရဘူးရေကိုပို့ပြီးတော့အဲ့ balance နှစ်ခုကြားထဲမှာဗျာများချင်းကနေပြီးတော့ဘန်လေးကအခွင့်အရေးကိုအကောင်းဆုံးအသုံးချနိုင်ပြီးတည်ကြသွားပါတော့ Aston Villa နဲ့ပွဲရတော့ကျွန်တော်မကြည့်ပြဘူးနည်းနည်းလေးရှုပ်နေရတယ်ပါတာပေါ့နော်အဲ့ပွဲမှာတော့ထုံးစံတိုင်း league ကအရင်ဆုံးကိုသွင်းလာတဲ့ Aston Villa ကနေပြီးတော့ကျွန်တော်88မိနစ်မှာပြန်ပြီးခြေပါကိုသွင်းနိုင်တယ်ပေါ့နော်ဟို league ကကျွန်တော်တို့ stats ပေါ့နော် stats ကကျွန်တော်တို့31မိနစ်မှာကိုသွင်းတယ်Aston Villa ကတော့သူတို့ပြန်ခေါ်ထားတဲ့တိုက်စစ်မှု Abraham နေပြီး88မိနစ်မှာခြေပါကိုပြန်သွင်းပြီးပေါ့နော်ဆိုတော့ Abraham ကတော့လက်ရှိ Aston Villa ကိုလာချင်းကောင်းတဲ့တိုက်စစ်မှုအနေနဲ့တော့ကျွန်တော်တို့ဖြစ်သွားတယ်မာလန်ကိုAston Villa အနေနဲ့ရောင်းချတဲ့အချိန်မှာတော့အခြားပရိသတ် fan တွေကျွန်တော်အပါဝင်ပေါ့နော်သူတို့မာလန်ကိုဒီလိုခက်ခဲနေတဲ့အချိန်မျိုးမှာဘာလို့ရောင်းလိုက်တာလဲဆိုတဲ့ကိစ္စကိုကျွန်တော်တို့တွေးကြပြီမဲ့လေသူတို့အဲ့နေရာမှာ Abraham နဲ့အရင်တော့ Chelsea တိုက်စစ်မှုခေါင်းပေါ့ Abraham နဲ့ပြန်ပြီးစားထိုးတဲ့ Abraham အနေနဲ့လေရောက်လာခြင်းမှာပဲကျွန်တော်တို့ခြေစွမ်းနေပြပြီးတော့ကျွန်တော်တို့အကောင်းဆုံးကျွန်တော်တို့ performance ပြနေလို့ကျွန်တော်ယူဆလို့ရတယ်ပေါ့နော်ဒီ performance ကိုသူဆက်ပြီးတော့ consistent ရှိထိန်းထားနိုင်မယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးတိုက်စစ်မှုပြကျွန်တော်ဟိုတစ်ခေါက်ကလုပ်တဲ့အကောင်းဆုံးတိုက်စစ်မှုခေါ်ယူမှုစီးရင်ထဲမှာတော့သူကိုထည့်သွင်းပြီးစကားပြောလို့ရမယ်အနေအထားမျိုးရှိလာနိုင်တယ်ပေါ့နော်ဒါကတော့တစ်ပိုင်းပါကဲထားပါဆိုတော့ Aston Villa ကအခုပွဲတည်ကြသွားတဲ့အတွက်ကြောင့်မလို့သူတို့ကဇယားမှာ51မှတ်ကျွန်တော်တို့ဖြစ်နေရပေါ့နော်လက်ရှိဇယားအနေထားကိုကြည့်မယ်ဆိုလို့ရှိရင် Arsenal က58မှတ်Man City က53မှတ် Man City ကတော့တောင်းနေ3နိုင်ကြရင်ကန်မယ်ပေါ့နော်ဆိုတော့ Man City ကတော့53မှတ်ကျွန်တော်တို့ဒီနောက်ဆုံးဟိုပါပေါ့ကျွန်တော်တို့ Aston Villa ကတော့51မှတ်ဖြစ်နေတယ် Chelsea ကလည်းဒီပွဲတည်ကြသွားတဲ့အတွက်ကြောင့်မလို့45မှတ်နဲ့တပွဲပို့ကျွန်တော်တို့ Manchester United နဲ့ရမှတ်တူတပွဲပို့နဲ့စင်လေးနေရာတော့ယာယီရောက်နေတကယ်လို့ Manchester United က Monday မှာအနိုင်ရခဲ့တာပဲဖြစ်ဖြစ်သေးကြခဲ့တာပဲဖြစ်ဖြစ် Chelsea ကိုအချိန်ကြီးကြော်တက်သွားမယ်ပေါ့နော်ဆိုတော့ဒါကတော့အမှတ်ပေးစရာပုံစံအနေထားပေါ့နော်ဒီလိုအနေထားအရာတော့ title race မှာတော့ Arsenal နဲ့ Manchester City ပဲကျန်တော့မယ့်အနေထားတော့တော်တော်လေးဖြစ်သွားပြီလို့ကျွန်တော်တို့ယတိပြတ်တော့ဆိုလို့မရပေမဲ့80%လောက်ကတော့တေးကြွားခဲ့တဲ့အနေထားမျိုးရှိရဗျာကဲထားပါဆိုတော့ကျွန်တော်တို့နောက်တစ်ပိုင်းကျွန်တော်တို့ဆက်ကြည့်ရတာပါဆိုတော့ Chelsea နဲ့ကျွန်တော်တို့ဘန်လီနဲ့ပေါ့နော်ဒီပွဲမှာကျွန်တော်တို့ Chelsea ကစောစောစီးစီးကိုရတာဗျာ4မိနစ်ခလေးကကျွန်တော်တို့ Joao Pedro လှပတဲ့တွဲလုံးတွေကနေပြီးတော့ကိုသွင်းထားခဲ့တာပေါ့နော်ဆိုတော့ဒီဂိုးသွင်းပြီးနောက်ပိုင်းမှာ Chelsea ကတော့ကျွန်တော်တို့ပထမပိုင်း2ဂိုးလောက်ထပ်ရမယ်လို့ကျွန်တော်တို့တွေးတာပေါ့နော်ကျွန်တော်တို့ rival fan တွေမဟုတ်ဘဲနဲ့ Chelsea fan တွေကိုယ်တိုင်လည်းနောက်ထပ်နှလုံးတော့ Chelsea ရမယ်လို့ထင်ခဲ့ပေမဲ့ထင်တယ်လို့တိုက်စစ်ကဖြစ်မလာခဲ့ဘူးပေါ့နော်ဒီလိုမဖြစ်လာဘဲနဲ့ကျွန်တော်ပထမပိုင်းမှာဒီ 1-0 ဆိုရလက်ပြီးသွားတယ်ဒုတိယပိုင်းမှာတဖြည်းဖြည်းနဲ့ဘန်လီက Chelsea ကိုကျွန်တော်တို့နည်းနည်းလေးတွေးလို့ဆန်းတာမျိုးလုပ်လာတယ်ပေါ့နော် Chelsea အနေနဲ့ဘန်လီဒီရလက်ကိုပဲထိန်းနိုင်မလားဘာဖြစ်မလဲအဲ့လိုဖြစ်နေချိန်မှာဒုတိယပိုင်းအစပိုင်းကနေစပြီးကျွန်တော်တို့မိနစ်60ကျွန်တော်တို့ Wesley Fofana မထုတ်ခံရတဲ့အချိန်ထိကို Chelsea ရဲ့နောက်တန်းကနည်းနည်းလေးအဲ့လိုကျွန်တော်တို့ဘယ်လိုပြောရမလဲshaky ဖြစ်နေတာပေါ့ဗျာ
ထုံးစံတိုင်းနောက်တန်းက shaky ဖြစ်တယ်ပြလာတယ်ပြီးတော့ဂိုးကိုကျွန်တော်တို့က Chelsea ကကြတော့ဂိုးကိုအရင်လိုချင်တော့ခါရရလို့ရှင်ကစားသမားတွေအဲ့လိုအရှိတက်သွားတာရှိရဗျာပြောရမယ်ဆိုရှင်ဟို present ပေးတဲ့အနေအထားမျိုးပေါ့ဆိုတော့အဲ့ဒီအနေအထားမျိုးမှာကျွန်တော်တို့တက်လုပ်ပေမဲ့လည်းဂိုးကမရဘူးပေါ့နော်အဲ့လိုမရရင်ရတယ်ပြဘန်လေးကသွေးထိုးဆန်းတယ်တဖြည်းဖြည်းထိုးဖောက်လာတယ်ဆက်ပီစီရအောင်လုပ်တယ်ပြစ်ဒဏ်ဘောရအောင်လုပ်တယ်တောက်လျှောက်ချင်းချောင်းနေတယ်နောက်ဆုံးမိနစ်90 3မိနစ်အချိန်ပို6မိနစ်ပြီးရဗျာမိနစ်93မိနစ်ပါပဲထုံးစံတိုင်း James Ward-Prowse ကန်တင်ပြီးတော့အာရပါရကျွန်တော်တို့ကောင်းတိုက်သွားတယ်ပေါ့နော်အာရပါရကောင်းတိုက်ပြပြီးတော့ကျွန်တော်တို့ဘန်လေးက Flaming ကကျွန်တော်အာရပါရကောင်းတိုက်ပြီးချီပါကိုတွင်းလိုက်တယ်အဲ့အချိန်မှာ Chelsea ကစားသမားတွေကပြီးဆုံးသွားတဲ့အနေအထားမျိုးနဲ့တကယ်လည်းပြီးဆုံးသွားပါအဲ့နောက်ပိုင်းမှာတော့နှစ်သိန်းစလုံးဘာမှမလုပ်နိုင်ပဲねကျွန်တော်တို့ဝမ်ဝမ်ဆိုရလည်းနဲ့ပြီးသွားတယ်ပေါ့နော်ဒီပွဲရဲ့အလစ်အပြောင်းကWesley Fofana တို့ကျွန်တော်တို့ Chelsea နောက်တန်း shaky ဖြစ်မှုတဲ့နောက်တန်းကောရှီတန်းကောကဒီပွဲမှာဘာဖြစ်ချင်နေမှမသိရပြဿနာပေါ့နော်ဆိုတော့ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်ဒီရက်ပိုင်းမှာလန်ဒန်အသင်းတွေရုန်းကန်နေရတယ်ပေါ့နော်အာဆင်နယ်ကလည်းဒီအဆင့်19-20ဥမာဘန်လီတို့ကျွန်တော်တို့ Wolf လို့20တို့19တို့အသင်းတွေအားကျွန်တော်တို့ဒီထိပ်ပိုင်းမှာရှိတဲ့ Chelsea တို့ Arsenal တို့ကိုဒုက္ခပေးတယ်ပေါ့နော်ပြောရမယ်ဆိုရှင်အောက်ခြေအသင်းတွေရုန်းကန်အားကိုအသင်းကြီးမကြော်ဖြတ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးပြဿနာတက်နေရတော့ကျွန်တော်တို့တူညီစွာနဲ့တွေ့ရတယ်ပေါ့နော်လန်ဒန်မှာနေထိုင်ကြတဲ့ Arsenal နဲ့ Chelsea တို့ကတော့ဒီပြဿနာမှာတွန်းလှန်နိုင်ခြင်းမရှိဘဲနဲ့အသီးသီးတည်ကြွားခဲ့ကြတယ်ပေါ့နော်အခြေအနေတွေကတော့လန်ဒန်အသင်းတွေကတော့တန်းစင်းစုံအသင်းတွေနဲ့တွေ့ရင်တော့ရုန်းကန်နေရစေပေါ့ဒါကတော့တပိုင်းအပိုင်းနေတယ်ပြောလို့ရှိရင်တော့အများကြီးပဲဖြစ်ကုန်လိမ့်မယ်ဆိုတော့အခု Chelsea ကလည်းတည်ကြွားတယ်နောက်ထပ်ကြည့်ရမှာမနေ့ပြန်တော့လီဗာပူးပွဲရှိမယ်လီဗာပူး Forest ပွဲရှိမယ်ကျွန်တော်တို့Arsenal Spa ပွဲရှိမယ်ပေါ့နော် Arsenal Spa ပွဲကိုကျွန်တော်စိတ်ကူးပေါ့ watch long လုပ်ရင်လုပ်မယ်ဗျ watch long လုပ်အောင်လုပ်နိုင်တယ်လုပ်ချင်မှလည်းလုပ်မယ်ဗျအခြေအနေရပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်နောက်နေ့လည်းသွားစရာရှိသေးတာဆိုတော့အဲ့ဒါတစ်ပိုင်းပါဆိုတော့နောက်တစ်ပိုင်းကဘာဖြစ်မလဲဆိုတော့ဒီည3နိုင်မှာ Manchester City နဲ့ Newcastle နဲ့ကန်မှာရှိတယ်ဒီ Manchester City နဲ့ Newcastle နဲ့ကအဲ့နေရာမှာလဲ result ကဒီစနေနေ့တော့လိုမျိုးကမောက်ကမတစ်ခုခုဖြစ်ခဲ့ရင်ကျွန်တော်တို့ Arsenal အနေနဲ့မျှော်လင့်ချက်နိုင်ငယ်ပြန်ပြီးရှိသွားနိုင်တဲ့အနေအထားမျိုးရှိဗျဥပမာ something like that Newcastle ရဲ့တည်ကြောင်းအောင်ကန်တာပဲဖြစ်ဖြစ် Newcastle ကပဲအနိုင်ယူရတာပဲဖြစ်ဖြစ်အဲ့လို something like that ပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်အခုကြည့်ရဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိအဝေးကွင်းအသင်းအနေနဲ့အားတာနေတဲ့အနေအထားမျိုးရှိရဗျဆိုတော့စနေနေ့ပွဲဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့အိမ်ဝင်းအသင်းတွေကတော့ကျွန်တော်တို့ Sunday လောက်မှာအားတာနိုင်တယ်ဗျလက်ရှိအနေထားရဆိုလို့ရှိရင်တော့အဝေးကွင်းအသင်းတွေကတော်တော်လေးအားတာတဲ့အနေအထားမျိုးမှာရှိရဒီအားတာချက်ကို Man City နဲ့ပွဲမှာ Newcastle ကိုထပ်ပြီးလုပ်ပြနိုင်မှာကျွန်တော်ကြည့်ရမယ်အခုကျွန်တော်ကြည့်နေတော့ကျွန်တော်တို့ဟိုပါပေါ့ West Ham နဲ့ဖိုးမောက်ကလည်းကျွန်တော်တို့အရန်ကိုသွင်းတဲ့အသင်းတွေလောက် crate ကိုမသွင်းသေးဘူးဘယ်ဟုတ်ကိုက်နေဆိုတော့အရန်တော့စိတ်ဝင်စားဖို့ကောင်းတယ်ဗျ Man City နဲ့ Newcastle ဘယ်လိုဖြစ်မလဲဆိုတာတော့ပြောရမယ်ဆိုလို့ရှိရင်ဒီနေ့ပွဲရဲ့ဝေးကွင်းတွေတော်တော်များများအခြေအနေကောင်းသွားလို့ရှိရင်တော့မနေ့ပြန်အိမ်ကွင်းသမားတွေတော်တော်ကောင်းမဲ့အနေထားရှိတယ်ဗျပြောရမယ်ဆိုလို့ရှိရင် Nottingham Forest ဆို Palace တို့ကျွန်တော်တို့Sunderland တို့ Spurs တို့တော်တော်အခြေအနေကောင်းမဲ့အနေထားရှိရဗျပြောရမယ်ဆိုလို့ရှိရင်ဒါကတော့တစ်ပိုင်းပေါ့ဆိုတော့ဒီစနေနေ့ညမှာတော့ကျွန်တော်တို့ Aston Villa တို့ Chelsea တို့ကတော့တည်ကြခဲ့ပြီChelsea ကတော့ဒီပွဲတည်ကြောင်မလို့လာမဲ့ပွဲချင်း12ပွဲလုံးမှာဖြစ်နိုင်ရဲ့အမှန်များရယူဖို့လိုအပ်သွားတယ် top 4 secure ဖြစ်ဖို့အတွက်ကိုသူတို့ကအမြဲတမ်းနိုင်ဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ rival ပြိုင်ဘက်တွေဖြစ်တဲ့ Manchester United, Liverpool ဒီစားတဲ့အသင်းတွေကနိုင်မှာပဲဗျာပြောရမယ်ဆိုလို့ရှိရင်အထူးသဖြင့် Liverpool ကနည်းနည်းဖယ်ထားလဲ Manchester United ကတပတ်တပွဲပဲကန်ရတဲ့အသင်းဗျာအခုတော့ Monday မှာကန်ရမှာသူတို့ကကျင်းတေပေါက်နိုင်မှာပဲဆိုတော့ဒီလိုမျိုးကျန်တဲ့အသင်းတွေခြေချော်မှုကနေပြီးတော့ Manchester United အသင်းကtop 3 top 4ဆိုတဲ့နေရာကိုအကောင်းဆုံးကျွန်တော်တို့စွမ်းဆောင်မှုတွေနဲ့ယူသွားလို့ရတဲ့အနေအထားအကောင်းတစ်ခုကိုကျွန်တော်တို့လမ်းကြောင်းတစ်ခုကိုစပြီးကျွန်တော်တို့တွေ့နေရပြီဗျဆိုတော့ဒီလမ်းကြောင်းကို Manchester United ရဲ့လက်ရှိကစားသမား Bruno ဦးဆောင်တဲ့ကစားသမားအစုအဖွဲ့တွေရဲ့ကာရီဦးဆောင်တဲ့နီးပြအဖွဲ့တွေရယူနိုင်မလားကျွန်တော်တို့တစ်ချက်ကြည့်ရမယ်ဆိုတော့Chelsea ကတော့ဒီ Premier League မှာ top 4 secure ဖြစ်ဖို့အတွက်ကိုနည်းနည်းလေးပို့ပြီးရုန်းကန်ရမယ်ပေါ့နော်ဆိုတော့
fighting တော့ fighting ပေါ့ကျွန်တော်တို့ fighting တော့လည်းမပြောချင်ပါဘူးထားလိုက်ပါဆိုတော့အချိန်တန်တော့လည်းသူကဆိုတော့နောက်ဆုံးပွဲစဉ်ပြီးရနေလေအဖြေပေါ်လေးပဲဖြစ်မှာပါဒါပေမဲ့လောလောဆယ်အနေထားအရဆိုလို့ရှိရင်ဒီလာမဲ့ match လာတယ်မှာပွဲချက်တွေတော်တော်များများကစားရမယ်အဲ့ပွဲချက်တွေတော်တော်များများပြီးသွားလို့ရှိရင်တော့ဘယ်တင်ကတော့1 to 6တဲကိုရောက်မယ်ဘယ်တင်ကတော့ champion ဖြစ်မယ်ဘယ်တင်ကတော့တန်ဆင်းမလဲဆိုတော့ပို့ပြီးတော့တိတိကျကျပေါ်လာနိုင်ကြတော့ရှိမယ်ကျွန်တော်ဆက်ပြီးစောင့်ကြည့်ကြတာပေါ့ဒီတနင်္ဂနွေညမှာပါရီဆက်ဖြစ်မလဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါရစေအားလုံးပဲကျေးဇူးအများကြီးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးသွားကြပါဦး Reggie ရဲ့ channel ကိုလည်း like subscribe လေးလုပ်ပေးကြပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော် Wells ပါ